ဒီဇလန်ကတော့ဒီလိုစပါတယ်ဆယ်ကျော်သက်ကောင်လေးတယောက်ဟာမင်းအောက်ဓာတ်လီကားတစ်ခုထဲမှာတတိပြန်ရလာပါတယ်ဒါပေမဲ့သူ့ဘသူဘဲဝါမှန်သူ့နာမည်ဘလို့ခေါ်မှန်းလုံးဝမမှတ်မိတော့ဘူးသူရောက်သွားတဲ့နေရာကဂလိတ်လို့ခေါ်တဲ့မြက်ခင်းပြင်ကြီးတစ်ခုစီပါပတ်လည်မှာလဲမော်ကြီးလို့တော့မမြင်ရတဲ့အမြင့်ကြီးရှိတဲ့ကြောက်တိုင်းကြီးတွေနဲ့ပိတ်ဆို့ထားတယ်အဲ့ဒီမှာသူ့လိုပဲတခြားကောင်လေးတစ်တိုက်ကသူ့ကိုလာကြိုရတယ်အဲ့ဒီကောင်လေးတွေကသူတို့ကိုသူတို့ဂလိတ်ဓာတ်တွေလို့ခေါ်ကြပြီးကိုယ်ပိုင်အဖွဲ့အစည်းငယ်လေးတစ်ခုဖွဲ့စည်းထားကြတယ်တယောက်ချင်းစီမှာကိုယ်တာဝန်နဲ့ကိုပေါ့သူတို့ခေါင်းဆောင် LB ကပြောတယ်ဒီကိုရောက်လာတဲ့ကောင်လေးတိုင်းနောက်ဆုံးတော့ကိုယ်နာမည်ကိုပြန်မှတ်မိလာကြတာပဲဒါပေမဲ့အတိတ်ကအကြောင်းအရာတွေကိုတော့ဘယ်တော့မှပြန်သတိမရကြဘူးတဲ့ဒီကောင်မကြခင်မှာပဲသူတို့ပတ်လေကဒီတိုင်းကြီးတွေဟာအမှန်တော့အေယာမဝင်ကဘာကြီးတစ်ခုဖင်မှန်းတီးလိုက်ရတယ်အဲ့ဒီဝင်ကဘာကပဲသူတို့အတွက်တစ်ခုတည်းသောထပ်ပေါက်ဖြစ်နေတယ်နေ့ဘက်ဒီမှာဆိုပြေးသမားတွေလို့သတ်မှတ်ခံထားတဲ့သူတွေကဝင်ကဘာထဲဝင်ပြီးထပ်ပေါက်ကိုရှာကြရတယ်ညမရောက်ခင်ဝင်ပေါက်ကြီးမပိတ်ခင်မှာတော့သူတို့မဖြစ်မနေပြန်လာကြရတယ်ဂါလီလို့ခေါ်တဲ့နောက်ကောင်လေးတယောက်နဲ့ပြိုင်ပွဲတစ်ခုလုပ်နေတော့မှပဲဇလိုက်ကောင်လေးကသူ့နာမည်ကိုရုတ်တရက်သတိရသွားတယ်သူ့နာမည်က Thomas တဲ့နောက်တစ်နေ့မှာတော့ Thomas ကိုဘန်ဆိုတဲ့ပြေးသမားတယောက်ကဝင်တိုက်ခိုက်ပါလေရောဘာလို့လဲဆိုတော့ဘန်ဟာညဘက်ဝင်ကဘာထဲမှာလဲ့လဲ့သွားလာနေတဲ့ဂရီဘာဆိုတဲ့သတ္တဝါကြီးတစ်ကောင်ရဲ့အစိတ်မိထားလို့ပဲအဲ့ဒီအစိတ်ကကုရနဲ့ခီစေးမရှိဘူးဒါကြောင့်ဘန်ကိုဝင်ကဘာထဲပြန်တွန်းပို့ပြီးဒီဖို့ပစ်ထားလိုက်ကြတယ်ခဏကြာတော့ LB နဲ့မင်ဟိုတို့မြောက်ဘန်ရဲ့ချီရအတိုင်းဝင်ကဘာထဲလိုက်ဝင်ကြတယ်နေဝင်ခါနေအချိန်မင်ဟိုတယောက်တည်းပြန်ပေါ်လာတယ်သူ့နောက်မှာတော့အစိတ်မိနေတဲ့ LB ကိုဒရစ်ဆွဲလာရတယ်ဒါပေမဲ့သူတို့ပိတ်တော့မဲ့ဝင်ပေါက်စီအချိန်ကြီးပြန်မရောက်နိုင်တော့ဘူးအဲ့ဒီချိန်မှာပဲ Thomas ကသူတို့ကိုကူညီဖို့စီကန်းဖောက်ပြီးဝင်ကဘာထဲပြေးဝင်သွားခဲ့တယ်ဒီလိုနဲ့၃ယောက်သားဝင်ကဘာထဲပိတ်မိသွားပါတော့တယ်ဝင်ကဘာထဲမှာ Thomas က Griva တကောင်ကိုပိတ်နေတဲ့လမ်းကြားတစ်ခုထဲဆွဲဆောင်ခေါ်သွားပြီးအကျိတ်ခံရအောင်လုပ်လိုက်နိုင်ခဲ့တယ်ဒီနည်းနဲ့ပဲသူတို့၃ယောက်တညလုံးအသက်ရှင်အောင်စ조사ခဲ့ပြီးနောက်တစ်နေ့မနက်မှာဂလိတ်စီအန်ဩစရာကောင်းလောက်အောင်ပြန်ရောက်နိုင်လာကြတယ်အဲ့ဒီနောက်မှာပဲဓာတ်လေကားကနေပထမဦးဆုံးအချိန်မှာမိန်းကလေးတယောက်ရောက်လာတယ်ထူးဆန်းတာကအဲ့ဒီမိန်းကလေးက Thomas ကိုမြင်သွားနဲ့မှတ်မိနေတာ Thomas ကတော့သူမကိုလုံးဝမမှတ်မိတော့ဘူးသူ့နာမည်က Teresa ပါ Thomas မင်ဟိုနဲ့တခြားသူတွေဝင်ကဘာထဲပြန်ဝင်ပြီး Griva အထေးကောင်းကိုရှာဖွေခဲ့ကြတယ်အဲ့ဒီထဲကနေတီတီနဲ့အတန်မီနီရဲ့ဆက်ပစီတစ်ခုကိုဖြုတ်ယူလာခဲ့ကြတယ်ဒီကိစ္စကြောင့်ဂါလီက Thomas ဟာသူတို့နဲ့ Griva တွေကြောက်ကငိန်းချမ်းရေးကိုဖျက်ဆီးခဲ့တယ်သူ့ကိုအဖြစ်ပေးရမယ်လို့အိုဟစ်တောင်းဆိုတယ်ဒါပေမဲ့ဒုတိယခေါင်းဆောင်နေယူကတော့ဂါလီစကားကိုမခံဘဲ Thomas ကိုပြေးသမားတစ်ယောက်ဖြစ်တရားဝင်ခန့်အပ်လိုက်တယ်မင်ဟူက Thomas ကိုသူတို့အရင်ကရှာခွေစူးစမ်းခဲ့တဲ့မြအချက်လက်တွေနဲ့လက်လွတ်ထားတဲ့ဝင်ကဘာပုံစံမိုကယ်လေးကိုပြတယ်ဝင်ကဘာရဲ့နံပါတ်တက်ထားတဲ့အခန်းတွေဟာသတ်မှတ်ထားတဲ့အစီအစဉ်တိုင်းပုံမှန်အဖွင့်အပိတ်လုပ်နေမှန်းသူတို့သိထားကြတယ်အဲ့ဒီမှာပဲ Thomas ကသူတို့ရလာတဲ့ဆက်ပစီလေးကဝင်ကဘာတွေကအခန်းတစ်ခုခုနဲ့သက်ဆိုင်ရမယ်ဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ် Teresa စီမှာဘာမှမသိတဲ့ဆေးရည်တွေဖိထားတဲ့ဆေးအပ်နှစ်ခုပါလာတယ်တခုကို Griva အစိတ်မိထားတဲ့ LB ကိုထိုးလိုက်တဲ့အခါသူ့အံ့ဩစရာကောင်းလောက်အောင်ပြန်ကောင်းလာခဲ့တယ်မင်ဟိုနဲ့ Thomas တို့အဲ့ဒီဆက်ပစီကိုယူပြီးဝင်ကဘာထဲထပ်ဝင်သွားရတယ်နောက်ဆုံးတော့ထွက်ပေါက်ဖြစ်နိုင်မဲ့နေရာတစ်ခုကိုရှာတွေ့သွားတယ်ဒါပေမဲ့အဲ့ဒီညမှာပဲအဖြစ်ဆိုးကြီးတစ်ခုစတင်ပါတော့တယ်ဝင်ကဘာရဲ့ပင်လယ်ဝင်ပေါက်ကြီးကပုံမှန်လိုမပိတ်တော့ပဲတခြားတကားတွေပါပွင့်လာပြီး Griva တွေအုပ်စုလိုက်ဝင်ကလိတ်နဲ့ဝင်ရောက်လာကြတယ်ဂလေးသားတွေကအတန်းထပ်ပြန်တိုက်ခိုက်ကြပုံခိုကြပေမဲ့အစုလိုက်အပြုံးလိုက်တပ်ဖြတ်ခံရကြတယ် LB ဇက်နဲ့တခြားသူတော်တော်များများအဲ့ဒီညမှာပဲတည်ဆုံးသွားကြတယ်ဒီအဖြစ်ဆိုပြီးတော့ဂါလီက Thomas ကိုထိုးကြိတ်ပြီးဖြစ်သမျှအရာတွေဟာမင်းကြောင့်ဆိုပြီးဆွတ်ချက်တယ် Thomas ကလည်းဒီကိုရောက်တဲ့ကအပိုင်းစားလက်ပေါ်နေတဲ့မှတ်ညံတွေကိုပြန်လိုချင်နေတာနဲ့ Griva ရဲ့ပြက်ကြံခဲ့တဲ့အစိတ်ဆူးနဲ့သူ့ကိုယ်သူပြန်ထိုးလိုက်တယ်တခြားသူတွေလည်းသူ့ကိုကဲဖို့နောက်ဆုံးကြံတဲ့ဖြည့်စည်းသလုံးကိုအမြန်ဆုံးထိုးပေးလိုက်ကြရတယ် Thomas တတိလေးဆုံးတွန်းတဲ့ချိန်မှာသူ့ရဲ့အသိကိုပြန်မှတ်မိစားကြတယ်သူနဲ့ Teresa ကဒီဝင်ကဘာကြီးကိုဖန်တီးခဲ့တဲ့ WCKD ဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုအတွက်အလုပ်လုပ်ခဲ့ကြတာပဲဒီကောင်လေးတွေအားလုံးဟာစမ်းသပ်မှုတစ်ခုအတွက်အသုံးချခံနေကြတဲ့စမ်းသပ်ခံတွေဖြစ်မှန်းသိမသိဖြစ်နေကြတာThomas တတိယသွားတဲ့အခါဒီအချက်အလက်အားလုံးကိုနူယူမင်ဟို Channel Teresa တို့ကိုဖွင့်သွားပြလိုက်တယ် Thomas ကသူနဲ့ Teresa က WCKD နဲ့အတူတူအလုပ်လုပ်ခဲ့ကြပြီးဒီကောင်လေးတွေကိုနှစ်ပေါင်းများစွာလက်လာစမ်းကြည့်ခဲ့ကြအောင်လူဒီရှင်ကြဝန်ခံလိုက်တယ်အဲ့ဒီချိန်မှာပဲဂါလီကအဖွဲ့ကိုသူ့လက်ထဲတင်လိုက်ပြီးငင်းချမ်းရေးပြန်ရဖို့ဆိုပြီး Thomas နဲ့ Teresa ကို Griva တွေစီပူဇော်ဖို့ကြံစီပါတော့တယ်ဒါပေမဲ့ဂလေးတာတချို့ကသူတို့နှစ်ယောက်ကိုကယ်ထုတ်ပြီး Thomas နောက်ကိုလိုက်ခဲ့ကြတယ်သူတို့အားလုံးဝင်ကဘာတွေကထွက်ပေါက်ကိုရှာဖို့အသက်ဆွင့်ပြီးဝင်သွားကြတယ်ဂါလီနဲ့သူ့လူတချို့ကတော့ဂလိတ်မှာပဲနေခဲ့ဖို့ဆုံးဖြတ်လိုက်ကြတယ်လန်ဒလောက်မှာ Griva တွေနဲ့တိုက်ခိုက်နေသူတို့တွေကတော်တော်များများထက်သေးခဲ့ရပြန်တယ်နောက်ဆုံးမှာတော့အသက်ရှင်ကြံစီတခုကအလောင်းတွေပြန်ချနေတဲ့ဒရာခွဲကန်းကြီးတစ်ခုတည်းကိုရောက်သွားကြတယ်အဲ့ဒီမှာဗီဒီယိုမှတ်တမ်းတစ်ခုကိုတွေ့ရတယ်အေဗာပိဆိုတဲ့အမျိုးသမီးတယောက်ကရှင်းပြထားတာကဒီကဘာကြီးဟာကြီးမားတဲ့နေမုန်တန်ကြီးတစ်ခုကြောင့်ပြင်စည်းသွားပြီးအဲ့ဒီနောက်မှာ flare လို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့ virus ကယောဂကြီးတစ်ခုဆက်ဖြစ်ပွားခဲ့တယ်တဲ့သူတို့အားလုံးဟာအဲ့ဒီယောဂအတွက်ကုဆေးရှာခွေရဲ့စမ်းသပ်မှုကြီးတဲ့အပိုင်းတစ်ပိုင်းထင်နေကြတာပဲဗီဒီယိုထဲမှာပဲဒရာခွဲကန်းကိုလက်နက်ဆွဲဒူရီတွင်စီးလာတဲ့အချိန်မှာ Eva Page ကသူကိုယ်သူတနတ်နဲ့ပစ်ပြီးအဆုံးစီရင်လိုက်တာကိုတွေ့ရတယ်ဒါပေမဲ့အခြေအနေတွေမပြီးသေးဘူးဂါလီကရုတ်တရက်တနတ်နဲ့ပေါ်လာတယ်သူ့ကိုလည်း Griva တကောင်အစိတ်မိသွားခဲ့ပြီး
သူကငါတို့ဝင်ကဘာထဲမှာပဲနေရမယ်လို့အော်ဟစ်ပြီးသောမတ်ကိုတနက်နဲ့ချိန်လိုက်တယ်ဒါပေမဲ့မင်းဟိုကသူ့ကိုအရင်လှမ်းနဲ့ပစ်လိုက်နိုင်တယ်ဂါလီလဲသွားလဲသူမှာတနက်ကြီးဆန်ကမတော်မတထထွက်သွားပြီးကောင်းလေးချက်ကိုတွားမှန်ခါချက်ချင်းပွဲချင်းပင်တီးဆုံးသွားခဲ့ရတယ်အဲ့ဒီနောက်ပိုင်းမှာလည်းမျက်နှာပွန်းဆွစ်လက်နဲ့ဆွဲသူတွေအခန်းထဲဝင်ပြီးကြံတဲ့သူအားလုံးကိုရဟတ်ထင်တစည်းပေါ်ဆွဲတင်ခေါ်ယူသွားကြတယ်ရဟတ်ထင်ကြီးကကျဲပြတ်နေတဲ့ဒဲကန်တာရဲ့မျိုးကြီးတချို့စီပြန်သွားတယ်ဇလန်အဆုံးသက်မှာတော့ခုနကဗီဒီယိုထဲမှာတေးသွားပြီးလို့ထင်နေကြတဲ့သိပ္ပံပညာရှင်အေဝါပိချာတခြားသူတွေနဲ့အစည်းအဝေးများလုပ်နေတာကိုပြသွားတယ်သူမကစမ်းသပ်မှုအောင်မြင်သွားပြီးအသက်ရှင်ကြံစည်တွေအစင်းနဲ့ကိုစတင်ဝင်ရောက်နေပြီလို့ပြောလိုက်တဲ့နဲ့အတူဒီဇလန်ကပြီးဆုံးသွားပါတယ်အဆုံးအထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ပါတယ် channel လေးကို like and subscribe လုပ်တော့ပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့